အင်ပါယာကြီးတွေပြိုလဲကုန်တဲ့20ရာစုအတွင်းမှာတော့ကမ္ဘာပေါ်မှာနိုင်ငံပေါင်းများစွာပေါ်ထွက်လာခဲ့ပါတယ်။အင်ပါယာကြီးတွေနဲ့အတူဘုရင်စနစ်ဟာလည်းတဖြည်းဖြည်းတိမ်ကောသွားခဲ့ရကနေဒီနေ့ခေတ်မှာဆိုရင်တော့ကမ္ဘာပေါ်မှာဘုရင်စနစ်ကိုကျင့်သုံးတဲ့နိုင်ငံဟာနည်းငယ်တာကျန်ရှိပါတော့တယ်။ဒီနေ့ဗီဒီယိုမှာတော့ဘုရင်စနစ်အကြောင်းလေ့လာတွားကြရမှာဖြစ်ပါတယ်။ဘုရင်စနစ်ဆိုတာနိုင်ငံတစ်နိုင်ငံရဲ့အချုပ်အခြာအာဏာကိုဘုရင်တဦးဒါမှမဟုတ်ဘုရင်မတဦးထက်ပဲပိုင်ဆိုင်ပြီးရိုးရိုးစင်ဆက်အုပ်ချုပ်တဲ့စနစ်ကိုခေါ်ဆိုတာဖြစ်ပါတယ်။ဒီစနစ်ဟာကမ္ဘာပေါ်မှာရှေးကြောဆုံးအုပ်ချုပ်ရေးစနစ်တွေကတစ်ခုဖြစ်ပြီးတအုပ်ဆံပိုင်စနစ်လို့လည်းခေါ်ကြပါတယ်။ဒီနေ့ခေတ်မှာတော့ဘုရင်စနစ်မှာအကျွမ်းမဲ့ဘုရင်စနစ် Absolute Monarchy နဲ့စီမီခံဘုရင်စနစ် Constitutional Monarchy ဆိုပြီးမှနှမျိုးနှစ်စားရှိပါတယ်။အကျွမ်းမဲ့ဘုရင်စနစ်မှာဘုရင်ဟာအာဏာအပြည့်အဝရှိပေမဲ့စီမီခံဘုရင်စနစ်မှာတော့ဘုရင်ရဲ့အာဏာကိုဥပဒေအရကန့်သတ်ထားပါတယ်။ဒါပေမဲ့နှစ်ခုလုံးမှာတူညီတာကတော့မိယိုဖလာဆုဆန်ရတဲ့စနစ်ပါပဲ။ဘုရင်ကိုပြည်သူတွေကရွေးချယ်တင်မြှောက်လို့မရဘဲတော်ဝင်မင်းဆက်တွေကမိဘတွေရဲ့အရာရာကိုတာသမီတွေစက္ကန့်တဲ့ပုံစံနဲ့မင်းပြောင်းမင်းလွှဲလုပ်ကြတာဖြစ်ပါတယ်။ဆိုတော့အကျွမ်းမဲ့ဘုရင်စနစ်နဲ့စီမီခံဘုရင်စနစ်တွေအကြောင်းကိုဆက်လက်လေ့လာကြည့်ကြရအောင်ပါ။အကျွမ်းမဲ့ဘုရင်စနစ်မှာတော့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာအရေးကိုဘုရင်ကပိုင်ဆိုင်ပြီးဘုရင်ရဲ့လုပ်ပိုင်ခွင့်ကိုပါလီမန်ဥပဒေအဖွဲ့အစည်းတွေကကန့်သတ်ခွင့်မရှိသလိုဘုရင်အာဏာဟာအမြင့်ဆုံးဥပဒေဖြစ်ပါတယ်။ဆိုလိုတာကဥပဒေပြုရေးကဏ္ဍမှာလည်းဘုရင်မှာအမြင့်ဆုံးဥပဒေပြုနိုင်တဲ့အာဏာရှိသလိုအုပ်ချုပ်ရေးကဏ္ဍမှာလည်းဘုရင်ကအစိုးရကိုချဲ့လဲအမိန့်ပေးနိုင်တဲ့အာဏာရှိပြီးတရားစီရင်ကဏ္ဍမှာလည်းဘုရင်ဟာစိတ်ကြိုက်စီရင်ဆုံးဖြတ်နိုင်ပါတယ်။ဒါအပြင်နိုင်ငံတော်ဗဏ္ဍာကိုလည်းဘုရင်ကစိတ်ကြိုက်စီမံသုံးစွဲနိုင်ပါတယ်။ဒီနေ့ခေတ်မှာတော့ဆော်ဒီအာရေဗျ၊ဘရူနိုင်း၊အိုမန်နဲ့အက်စဝါတီနီတို့မှာအကျွမ်းမဲ့ဘုရင်စနစ်ကိုဆက်လက်ကျင့်သုံးနေဆဲဖြစ်ပါတယ်။စီမီခံဘုရင်စနစ်မှာတော့ဘုရင်ဟာနိုင်ငံတော်အကြီးအကဲဖြစ်ပေမဲ့အာဏာကိုစိတ်ကြိုက်သုံးစွဲခွင့်မရှိဘဲဘုရင်အာဏာကိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကန့်သတ်ထားပြီးဘုရင်ကအဲ့ဒီဥပဒေအတိုင်းလိုက်နာရတဲ့စနစ်ဖြစ်ပါတယ်။ဒီစနစ်မှာတော့ဘုရင်ဟာနိုင်ငံတော်ရဲ့အကြီးအကဲအထိမ်းအမှတ်တင်ကြေးတစ်ခုအဖြစ်သာသိရှိပြီးအုပ်ချုပ်ရေးကဏ္ဍကိုတော့ဘုရင်နဲ့မသက်ဆိုင်တဲ့အစိုးရတရက်ကစီမံဆောင်ရွက်ပါတယ်။ဥပဒေပြုရေးကဏ္ဍမှာလည်းပြည်သူတွေကရွေးကောက်တင်မြှောက်ထားတဲ့ပြည်သူ့ကိုယ်စားလှယ်တွေပါဝင်တဲ့ဥပဒေပြုလွှတ်တော်ကပဲကင်တွယ်ရပြီးတရားစီရင်ရေးကိုလည်းတရားရုံးချုပ်ကအဓိကကင်တွယ်ရပါတယ်။ဘုရင်ဟာလည်းတိုင်းပြည်ပြည်သားတွေလိုပဲဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့တခြားဥပဒေတွေကိုလိုက်နာကျင့်သုံးပြီးနေထိုင်ရပါတယ်။ဒီနေ့ခေတ်မှာတော့ United Kingdom, Japan, Norway, Sweden, Thai, စပိန်နဲ့နယ်သာလန်နိုင်ငံတို့မှာဒီစနစ်ကိုကျင့်သုံးကြပါတယ်။အကျွမ်းမဲ့ဘုရင်စနစ်မှာဘုရင်ကအာဏာအရေးကိုအပိုင်ဆိုးထားတဲ့အတွက်အချိန်မရွေးအာဏာရှင်ဆန်တဲ့အုပ်ချုပ်မှုဖြစ်သွားနိုင်ပါတယ်။စီမီကန်ဘုရင်စနစ်ကတော့ရှေးဟောင်းရိုးရာဓလေ့ထုံးတဲ့ဆင်လာနဲ့တည်ငြိမ်မှုကိုထိန်းသိမ်းပြီးခေတ်သစ်လူနေမှုစနစ်တွေနဲ့အညီပေါင်းစပ်ထားတဲ့စနစ်တစ်ခုလို့ဆိုလို့ရနိုင်ပါတယ်။အဲအကြောင်းစီမီကန်ဘုရင်စနစ်ဟာဘုရင်ရှိပေမဲ့ပြည်သူအခွင့်အရေးတွေပြောင်းမသွားတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့စီမီကန်ဘုရင်စနစ်ကျင့်သုံးတဲ့တချို့နိုင်ငံတွေမှာတော့ဘုရင်ကိုအလေးထားကြီးညိုဖို့အထိဥပဒေပြဋ္ဌာန်းထားတာတွေတော့ရှိနေပါတယ်။ဘုရင်စနစ်ဟာရှေးအကျဆုံးအုပ်ချုပ်ရေးစနစ်တွေထဲကတစ်ခုဖြစ်ပြီးမှဘုရင်စနစ်ပေါ်ပေါက်လာပုံကိုတော့လေ့လာသူတွေနဲ့သမိုင်းပညာရှင်တွေကအမျိုးမျိုးပြောကြပါတယ်။အဲ့ဒီထက်မှဖြစ်နိုင်ခြေအများဆုံးရှိပြီးပညာရှင်တွေရဲ့လက်ခံမှုအများဆုံးရထားတဲ့အဆိုကတော့သမိုင်းမသိမီခေတ်ကနေစတင်အခြေတည်လာခဲ့တဲ့ဆိုတဲ့အဆိုပါ။သမိုင်းမသိမီခေတ်ကလူသားတွေဟာအခြေချစိုက်ပျိုးမွေးမြူရေးကိုလုပ်ကိုင်ကြပြီးနောက်မှာတော့နယ်မြေချဲ့တွင်လာကြရင်လည်းလောဘတွေကြောင့်မျိုးနယ်တစ်ခုနဲ့တစ်ခုအကြားခိုက်ရန်တွေဖြစ်ပွားလာခဲ့ပါတယ်။အဲ့ဒီလိုအရေးကြုံလာတဲ့အခါမှာမျိုးနယ်စုတွေကိုဦးဆောင်ဖို့အတွက်မျိုးနယ်စုတွေကအတန်မာဆုံးတိုက်ခိုက်ရေးသမားတွေဒါမှမဟုတ်အထက်မြတ်ဆုံးလူကြီးတယောက်ကိုမျိုးနယ်စုရဲ့ခေါင်းဆောင်ဖြစ်တင်မြှောက်ပြီးဦးဆောင်စေခဲ့ကြပါတယ်။အဲ့ဒီခေါင်းဆောင်တွေကသူတို့ဦးဆောင်ဖြည့်ရှင်းရတဲ့အရေးကိစ္စတွေကိုအောင်မြင်ဖြည့်ရှင်းနိုင်တဲ့အခါမှာမျိုးနယ်စုရဲ့ယုံကြည်မှုကိုရရှိပြီးမျိုးနယ်စုအပေါ်မှာဩဇာရှိလာခဲ့ပါတယ်။အာဏာရဲ့အရာတာကိုတူလာချိန်မှာတော့ခေါင်းဆောင်ဖြစ်သူတွေကအဲ့ဒီအာဏာကိုတခြားသူစီလွဲပြောင်းမပေးတော့ဘဲတားဆိုင်မြေးဆက်အာဏာကိုလက်ဆင့်ကမ်းခဲ့ကြပါတယ်။ဒီလိုကနေပဲတပ်အုပ်ဆန်ပိုင်ဘုရင်စနစ်ရဲ့အခြေခံသဘောတရားတွေဟာစတင်ပေါ်ပေါက်လာခဲ့ပါတော့တယ်။တဖြည်းဖြည်းနဲ့မျိုးနွယ်စုခေါင်းဆောင်တွေဟာသူတို့ရဲ့အာဏာကိုချက်တွင်ဖို့အတွက်ကိုယ်ပိုင်တိုက်ခိုက်ရေးတပ်တွေကိုဖွဲ့စည်းပြီးတခြားမျိုးနွယ်စုတွေကိုတိုက်ခိုက်တခြားဒေသတွေကိုတင်ပိုက်ကိုယ်ပိုင်ကြွယ်ဝမှုတွေကိုစုဆောင်ရင်းနဲ့စစ်ဘီရင်တွေဖြစ်လာခဲ့ကြပါတယ်။အဲ့ဒီနောက်နေမြေလုံလုံလောက်လောက်နဲ့လက်အောက်ခံပြည်သူတွေရှိလာချိန်မှာတော့မြို့ပြနိုင်ငံငယ်လေးတွေတည်ထောင်လာကြပြီးဘုရင်အဖြစ်စတင်အုပ်စိုးလာကြပါတော့တယ်။ဒါပေမဲ့ဘုရင်တွေဟာသူတို့နေရာပြောင်းသွားကြတာကြောင့်သူတို့ဩဇာအာဏာတည်မြဲနေစေဖို့အတွက်ဘာသာရေးကိုအသုံးချဖို့ဖြစ်လာခဲ့ပါတယ်။အဲ့ဒီခေတ်ကာလကလူသားတွေဟာမတိုးတက်သေးတာကြောင့်နတ်တွေဖျားတွေဆိုရင်မဆန့်ကျင်ရကြပဲအလွန်လိုအမိန့်နာခံဥညွတ်တက်ကြပါတယ်။အဲ့ဒါကြောင့်ပဲလူသားယဉ်ကျေးမှုအစောပိုင်းကာလကဘုရင်တွေဟာသူတို့ကနတ်ဖျားတွေဒါမှမဟုတ်နတ်ဖျားတွေကဆေးလွတ်ထားတဲ့နတ်ဖျားတွေရဲ့တမန်တော်တွေဆိုပြီးမှပြည်သူတွေမဆန့်ကျင်ရတော့အောင်အယုံတွင်အုပ်ချုပ်ခဲ့ကြပါတယ်။အဲ့ဒီလိုနဲ့ပဲဘုရင်အာဏာဟာပုံမှုတည်ပြင်းလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လူဦးရေတိုးပွားလာတဲ့အခါမှာတော့ဘုရင်တယောက်တည်းကပဲနိုင်ငံကိုဦးစီးဖို့မဖြစ်နိုင်တော့ကြောင်းဘုရင်အနွယ်တော်တွေကိုမူးမတ်ဝန်မင်းအကောက်တော်တပ်မှုစသဖြင့်အတီးတီးခန့်အရင်နဲ့အုပ်ချုပ်သူလူဒန်းစားဆိုတဲ့လူဒန်းစားအတော်တည်းရဲ့ပေါ်ပေါက်လာခဲ့ပြီးဘုရင်စနစ်ဟာလည်းတဖြည်းဖြည်းပုံမှုခိုင်မာလာခဲ့ပါတယ်။နောက်ပိုင်းမှာတော့အသိဉာဏ်ပညာထွန်းကားလာတဲ့အများဘုရင်ကဘုရားသခင်ရဲ့တမန်တော်မဟုတ်ဘူးဆိုပြီးဘုရင်စနစ်ပေါ်အငင်းပွားခဲ့ကြပေမဲ့
စက်ကွန်ရာစုအတွင်းမှာဘီရင်စနစ်ပေါ်အငင်းပွားမှုတွေဟာကြီးမားလာခဲ့တာဖြစ်ပါတယ်။ဂျွန်လော့ရဲ့အဆိုအရလူသားတိုင်းမှာမွေးရပါအခြေခံအခွင့်အရေးတွေရှိပြီးဘီရင်တွင်နဲ့အုပ်ချုပ်သူအစိုးရတွေဆိုတာလူသားတွေရဲ့အခြေခံအခွင့်အရေးကိုကာကွယ်ဖို့အတွက်တာဝန်ရှိပါတယ်။အကယ်၍အဲ့ဒီတာဝန်ကိုပြက်ကွက်ခဲ့ရင်တော့ပြည်သူတွေအနေနဲ့ဘီရင်အာဏာကိုတော်လှန်ပိုင်ခွင့်ရှိတယ်ဆိုပြီးသူ့ရဲ့စာအုပ်ထဲမှာရေးသားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အချုပ်အခြာအာဏာဟာဘီရင်စီမှာရှိရမှာမဟုတ်ပဲပြည်သူတွေစီမှာရှိရမှာဖြစ်တယ်ဆိုတဲ့အယူအဆဟာကမ္ဘာတဝန်းကိုတော်မီလို့ပြန်နှံသွားခဲ့ပြီးဘီရင်စနစ်ပေါ်စတင်စိန်ခေါ်လာခဲ့ပါတော့တယ်။စက်ကွန်ရာစုအတွင်းမှာပဲအင်္ဂလန်ပြည်တွင်းမှာဘီရင်နဲ့ပါလီမန်အကြားအာဏာလုပွဲရဲ့အချင်းချင်းဖြစ်ပွားခဲ့ပြီး Glorious Revolution အပြီးမှာတော့ဘီရင်ဟာပါလီမန်ရဲ့သဘောတူညီချက်မပါဘဲဥပဒေပြုခွင့်မရှိအခွန်ကောက်ခံခွင့်မရှိအမိန့်ချမှတ်ပိုင်ခွင့်မရှိစတဲ့စီမင်းတွေနဲ့ဘီရင်အာဏာကိုကန့်သက်လိုက်ပြီးစီမင်းခံဘီရင်စနစ်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။အဲဒီနောက်18ရာစုအတွင်းမှာတော့ဂျွန်လော့ရဲ့အယူအဆတွေကြောင့်အမေရိကန်တို့ဟာပြည်တခြားတို့ရဲ့ဘီရင်စနစ်ကိုတော်လှန်ခဲ့ကြပြီးပြည်သူ့အစိုးရကိုဖွဲ့စည်းနိုင်ခဲ့ကြသလိုပြင်သစ်တို့ဟာလည်းဘီရင်စနစ်ကိုတော်လှန်နိုင်ခဲ့ကြပါတယ်။တဖြည်းဖြည်းနဲ့တော်လှန်ရေးမိတောက်တွေဟာဥရောပတခွင်ပြန့်နှံ့လာတဲ့ကြောင့်19ရာစုနဲ့20ရာစုအစောပိုင်းကာလတွေမှာဘီရင်နိုင်ငံတွေဟာသူတို့အာဏာကိုပါလီမန်စီလွှဲအပ်လိုက်ပြီးအာဏာရှင်ဆန်တဲ့ဘီရင်စနစ်ကနေစီမင်းခံဘီရင်စနစ်ကိုအတွင်ပြောင်းပြီးဘီရင်ရာထူးမပြော့အောင်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီနေထိုင်ခဲ့ကြပါတော့တယ်။ဒီလိုနဲ့ပဲကမ္ဘာစစ်ကြီးတွေပြီးအင်ပါယာတွေပြိုလဲပြီးွားတဲ့နောက်မှာတော့အမျိုးသားနိုင်ငံတွေပေါ်ထွန်းလာခဲ့ပြီးဘီရင်စနစ်ကျင့်သုံးတဲ့နိုင်ငံဆိုတာအနည်းငယ်တာကျန်ရှိပါတော့တယ်။ဒီနေ့ကမှတော့တော်တော်များများကအကျွမ်းမဲ့ဘီရင်စနစ်ကိုလုံးဝမလိုလားတော့ပေမဲ့စီမင်းခံဘီရင်စနစ်ကိုသဘောချနှိမ့်ချိုက်တဲ့လူတွေလည်းရှိသေးတယ်လို့အကျွမ်းမဲ့ဘီရင်စနစ်ကိုပဲပိုသဘောကျတဲ့လူတွေလည်းရှိနေပြန်ပါတယ်။အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူကရောဘယ်လိုမျိုးထင်ပါသလဲ။ဘီရင်စနစ်ကျင့်သုံးတဲ့ခေတ်ကိုတကယ်ကြီးပြန်သွားချင်ပါရဲ့လားဆိုတာကိုကွန်မန့်မှာဖြေပေးတော့စေချင်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။